ညီလေးတယောက်မေးထားတယ် Facebook Messenger မှာ block ထားတဲ့သူဖြစ်လိုက်တဲ့သူတွေပြန်ကြည့်နေတင်ပေးပါတင်ပေးလိုက်တယ်နော် Okay ဟုတ်ပြီမိတ်ဆွေတို့ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပါ Facebook ကောက်ထဲရောက်ပြီဆိုရင်မြင်းချောင်းလေး၃ချောင်းလေးနှိပ်လိုက်ပါ setting လေးကိုနှိပ်လိုက်ပါခဏလေးစောင့်ပြီဒါဆိုလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပေါ့နော်ဒီနေရာမှာ blocking ဆိုတဲ့ဟာရှိတယ်ဒါလေးနှိပ်ပေးပါဒီမှာကို block ထားတဲ့သူတွေပေါ့နော်ကိုဖြစ်လိုက်တဲ့သူတွေကို block ထားတဲ့သူတွေဒီမှာအကုန်လုံးပြန်ပြီးတော့တွေ့နေရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်မှာတော့မရှိဘူးပေါ့နော်အဲ့ဒါကတော့တနည်းပေါ့နော်ဒါ Facebook ကောက်ထဲမှာပြတာဖြစ်တယ်ဟုတ်ပြီ Messenger ထဲမှာထပ်မှန်ပြီးတော့ပြမယ် Messenger နဲ့ထပ်မှန်ပြီးတော့ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ပေါ့နော်မြင်းချောင်းလေး၃ချောင်းလေးနှိပ်ပါမြင်းချောင်းလေး၃ချောင်းလေးကိုနှိပ်ပြီးပြီဆိုရင် setting လေးကိုထပ်မှန်ပြီးတော့နှိပ်ပါ setting လေးနှိပ်ပြီးလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပေါ့နော်ဒီမှာပေါ့နော် privacy ဆိုတဲ့ဟာလေးရှိတယ်ဒီစာတန်းလေးနှိပ်လိုက်ပါပြီးပြီဆိုရင်လက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပေါ့နော်ဒီမှာလက်လေးနဲ့ပေါ်ဆွဲတင်ပြီးပြီဆိုရင်ဒီမှာ block ကောက်ဆိုတဲ့ဟာလေးရှိတယ်တွေ့လားဒါလေးနှိပ်လိုက်ပါအဲဒီမှာကိုကျွန်တော် block ထားတဲ့သူတယောက်ခုနကကျွန်တော်ပေါ့နော် video file မလုပ်ခင်ကဒါပေါ့နော် block ထားတယ်ပေါ့နော်သူ့ကိုပေါ့နော်အဲ့ဒါသူ့ကို block ထားတယ်စမ်းလုပ်ပြမယ်ချိန်မှာ block ထားတာဖြစ်တယ်သူ့ကိုပေါ့နော် block ပြန်ပြီးဖြေပြမယ်ပေါ့နော်အဲ့ဒါလေးတစ်ချိန်နှိပ်လိုက်ပါအဲကျွန်တော်ခုနလုပ်ထားတဲ့သူတယောက်ပေါ့နော်ဒါလေးပြီးပြီဆိုရင်ကိုမှာပေါ့ဒါအောက်ပြန်အောင်ဆက်တန်းလေးနှိပ်လိုက်ခဏလေးစောင့်ပြီး okay ရပြီဒါသူမရှိတော့ဘူးပေါ့နော်မင်္ဂလာပါညီလေးတယောက်မိတာစင်မြင်မယ်ပေါ့နော်အလေးလုပ်ကြည့်ပါ